ကမ္ဘာပထမဆုံးအမျိုးသမီးကိုလုံဒီရုပ်ထုငယ်နှစ်ပေါင်း2500ကျော်အတွင်းတက်တန်းရှိတဲ့ဒီပပူးရုပ်ထုဟာကမ္ဘာတက်တန်းရင်ဆုံးအမျိုးသမီးရုပ်ထုတစ်ခုဖြစ်မှတ်တမ်းတင်ထားပါတယ်။ဗီနက်ဆော့ဝေလင်တော်လို့ခေါ်ပြီးတော့1908ခုနှစ်ဩစတြီးယားနိုင်ငံဝေလင်တော်တောင်ချီမှာတူဖော်တွေ့ရှိခဲ့ပါတယ်။ကြောက်ခေဦးအမျိုးသမီးတစ်ယောက်ရဲ့ body posture ဖြစ်ပြီးတော့မွေးဖွားခြင်းဆိုင်ရာတင်ကေတာရှီအောင်မိခင်နဲ့ဖျားကြောက်ခေမုတ်ဆိုးတွေအတွက်ကံကောင်းစေတဲ့အဆောင်ခိုးဝင်ဆောင်ခြင်းနဲ့တားဖော်ခြင်းဆိုင်ရာတင်ကြားရေးပြရုပ်မော်ဒယ်တစ်ခုဖြစ်မယ်လို့လည်းပညာရှင်များကအမျိုးမျိုးခန့်မှန်းထားကြပါတယ်။အချင်း7စင်တီမီတာခန့်သာရှိတဲ့ဒီပပုငယ်ဟာကမ္ဘာပေါ်မှာဒုတိယအစောဆုံးရုပ်ထုငယ်တစ်ခုဖြစ်မှတ်တမ်းတင်ထားပြီးတော့1939ခုနှစ်ဂျာမနီနိုင်ငံမှာတူဖော်တွေ့ရှိခဲ့တဲ့ Lobermensch လိုင်းဟူမန်လို့ခေါ်တဲ့ရုပ်ထုကတော့ကမ္ဘာပေါ်မှာအစောဆုံးရုပ်ထုတစ်ခုဖြစ်မှတ်တမ်းတင်ထားပါတယ်။